BBG နှစ်ထပ်ကြီးကော်လန်ရှိကွယ်လေးနဲ့မိတ်ဆက်ပေးပါမယ်နော် BBG လို့လည်းခေါ်တယ်နှစ်ထပ်ကြီးလို့ခေါ်တယ်ချီနုအေးလေးပါရှင်ဒါလေးဆိုရင်မတို့ရဲ့ဂျပန်ကြီးရဲ့ပုံတိုင်းကိုထွက်တာပေးတယ်ပေါ့နော်ကာလာလေးလည်းတအားလှပါတယ်ဖြူဆွတ်ဆွတ်လေးဒေါနစိမ်းလေးပြီးတော့နက်ပြအရောင်လေးပန်းမိတ်ကက်လေးခရမ်းလေးဆိုပြီးတော့6ရောင်လာပါတယ်နော်ကာလာလေးလည်းလှပါတယ်စိုက်လေးလည်းရင်းစိုက်လည်းပြည့်ပါတယ်ရှင်ဇိုးတဲ့ဗတောက်6ဝါလေးနဲ့ရင်ဆုံးမိတ်ဆက်ပေးပါမယ်ကော်လန်သေးလေးကိုမှရှေ့တောက်လျှောက်ကျဲသီးခွဲလေးပေါ့နော်ရင်စိုက်ကတော့48ရှိပါတယ်ရင်စိုက်48ကိုမှမမရဲ့နောက်ကလေဒီလိုပခုံးကတောက်ကလေးပါတော့လေစိုက်ပို့ပြည့်တာပေါ့နော်ပေါင်ချင်းဆိုရင်150ကနေ180ထိတော့ပါတယ်ဈေးနှုန်းလေးက4200ပါနော်ဒါလေးကဗတောက်ဝါလေးပါလက်စကလေးပါဘေးမှာကျဲသီးလေးပါပါတယ်ရှင်ကာလာလေးမိတ်ဆက်ပေးပါမယ်ဒါလေးကတော့ဖြူဆွတ်ဆွတ်ရောင်လေးပါနော်အယောင်လေးတွေလည်းဒီမတို့ရဲ့သူ့ကာလာလေးတွေကလေ BBG မှာထွက်တာအယောင်လေးတွေတအားလှပါတယ်ဒါလေးကတော့ဒေါနာစိမ်းရောင်လေးပါနော်မစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်မတို့ရေရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်နော်မစိုးထဲဆိုင်ရဲ့ဖုန်းနံပါတ်က0951373008ပါရှင်အလှကူစီရှိကြတဲ့မမများအတွက်အလှအယောင်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်